ကိုကြီးကအကြောင်းရှင်းပြမယ်မြန်မာနိုင်ငံမှာ hybrid ကားတွေ Toyota Prius, Aqua, Fit Hybrid များလာပြီဒါပေမဲ့ hybrid ကဘယ်လိုအလုပ်လုပ်လဲဆိုတာသိမသိကြဘူးဘက်ထရီသင် plug ထိုးရမလားလို့လည်းမေးကြတယ်ကားကိုကြီးရှင်းပြမယ် hybrid ကားဆိုတာဘာလဲရိုးရိုးဓာတ်ဆီကားမှာ engine တစ်ခုတည်းပါတယ်လျှက်စစ်ကား EV မှာ motor တစ်ခုတည်းပါတယ် hybrid ကားမှာနှစ်ခုလုံးပါတယ်ဓာတ်ဆီ engine plus လျှက်စစ် motor သင်ငယ်တဲ့ battery plug မထိုးရဘူးကိုယ်တိုင်အားသွင်းတယ်အခြေအနေ၄မျိုးတစ်ကားစထွက်တဲ့အခါလျှက်စစ် motor တစ်ခုတည်းနဲ့မောင်းတယ်တိတ်ဆိတ်ဓာတ်ဆီမသုံးနှစ်ပုံမှန်အရှိန်မောင်းတဲ့အခါဓာတ်ဆီ engine ကအလုပ်လုပ်ပြီး battery ကိုပြန်အားသွင်းတယ်သုံးအရှိန်ပြင်းပြင်းနေတဲ့အခါနှစ်ခုလုံးတစ်ပြိုင်နက်အလုပ်လုပ်တယ်အားအကောင်ဆုံးလေး brake နေတဲ့အခါ motor က generator အဖြစ်ပြောင်းပြီး battery ကိုပြန်အားသွင်းတယ် hybrid 3မျိုး full hybrid Prius လျှက်စစ်တစ်ခုတည်းနဲ့မောင်းလို့ရတယ် mild hybrid Suzuki လျှက်စစ်တစ်ခုတည်းနဲ့မမောင်းနိုင်ဘူး plug-in hybrid PHEV plug ထိုးအားသွင်းလို့ရတယ်အားသာချက်စီချိုတယ် plug မထိုးရဘူးလေတုမညစ်ဘူးတိတ်ဆိတ်တယ်အားနည်းချက်ကားဈေးကြီးတယ် battery လဲရင်ဈေးကြီးတယ်တာမန် hybrid က plug မထိုးရဘူးကားမောင်းရင်ကိုယ်တိုင်အားသွင်းတယ်မြို့ထဲမောင်းရင်တိတိတတ်စီတတ်တာတယ်နေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေးလာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ